ကဲဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AKMCGG ရဲ့ AK ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော် run ဘယ်လို post ရမှာလဲ VPN နဲ့ဘယ်လိုချိတ်ပြီးတော့ဆော့ရမှာလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါမယ်ဗီဒီယိုလေးနဲ့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ခိုင်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ဗျာအားလုံးကျွန်တော်တစ်ခုချင်းစီရှင်းပြထားတဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုမကြော်ပဲတိတိကျကျလေးကြည့်ပါတိကျမကြည့်ရင်တော့လုံးမရပဲဖြစ်နေလိမ့်မယ်ဆိုတော့ဗီဒီယိုလေးစလိုက်ရအောင်တို့ဗျာအခုဒီ VPN လေးကိုတုံးမယ်နော်ဒီထဲကိုဝင်မယ်ဝင်ပြီနော်ဒီ VPN ထဲကိုဝင်မယ်ခဏဆောင်းမယ်နော်လိုင်းရတော့ကြာတယ်နော်လိုင်းရတော့ကြာတယ်အဲဒီမှာဆိုရင်ကျွန်တော်တို့ရှားပြီဆိုရင်ကျွန်တော်တို့စော့ဖို့အတွက်ဒီထဲမှာဆိုရင်ကျွန်တော်တို့စာပါတွေအများကြီးပဲဒီထဲမှာပြပေးမယ်နော်ပြပေးမယ်စာပါတွေကအများကြီးပဲစာပါတွေကအများကြီးပဲမြန်မာဖိလစ်ပင်းတွေရောကျွန်တော်တို့ကမ္ဘောဒီးယားအိန္ဒိယဂျပန်ပါကစ္စတန်စာပါတွေကတော့အများကြီးပဲအဲ့ထက်မှာကျွန်တော်တို့စော့ရမှာဆိုရင်အင်ဒိုစာပါအင်ဒိုစာပါရဲ့ပြီးရင်ကျွန်တော်တို့အိန္ဒိယ INDI အိန္ဒိယအဲ့နှစ်ခုကဲလို့ကိုက run တင်မယ် MMR try နေဆိုရင်ကျွန်တော်တို့အိန္ဒိယစာပါဆော့ပါအိန္ဒိယစာပါဆော့ရင်လိုင်းရကောင်းတယ်လိုင်းရတော့ကြာမယ်ဒါပေမဲ့ run တက်တာမြန်မယ်ပြီးတော့ MMR try ရတာလည်းလွယ်မယ် game ဆော့ရတာလွယ်မယ်ပြပေးမယ်နော် INDအိန္ဒိယစာပါဆော့မယ်ဆိုရင်ဒီမှာနော်ဒီမှာကျွန်တော်ပြမယ်ခုဒါလေးတွေကပင်တွေ့တာဒီမှာကျွန်တော်မြထိုးဝေးထားတယ်ဘလောက် MS ပြလဲဆိုတော့အဲ့မြလေးထိုးထားတယ်အဲ့ဒါ MS ပေါ့အဲ့ location မှာ106 MS တခုက108 MS တခုက120 MS တခုက129 MS အဲ့လို MS လေးကြည့်ပြီးတော့ရှိတ်ပြီးဗျာအခုကျွန်တော်106ဆိုတာ106 MS ကိုကျွန်တော်ချိတ်ပြမယ်နော်ဒီမှာဒါဆိုရင်ဒီမှာ agree ads ကိုလုံးလိုက်မယ်ဆိုရင်ကြော်ညာလေးခဏကြည့်လိုက်မယ်ကြော်ညာလေးခဏကြည့်လိုက် Trust Gyat Amyang Kyang Le Lawal အဲ့လိုကြည့်ပြီးရင်ဒီမှာဒီထက်ကိုအမြောက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာဒီလိုပေါ်လာမယ်ဒီလိုပေါ်လာမယ်ဆိုရင်ကျွန်တော်တို့ဒါ connecting ဒီမှာအဲ့နှိပ်လိုက်မယ်ဒီမှာဆိုရင်ဒီလိုဆွဲချကြည့်လိုက်မယ်နော် VPN တက်ပြီးဒီမှာ VPN ကတက်ပြီးနော် VPN တက်ပြီးဆိုတော့ကျွန်တော်တို့ game ထဲဝင်မယ် VPN တက်ပြီးဆိုတော့ game ထဲဝင်မယ်ဗျာgame ထဲဝင်မယ်ဆိုရင်ခဏလေးနော်တခြားစာပါနဲ့ကြော့ရင်ကြာတယ်အလိုကကဲဆိုတော့ game ထဲလည်းရောက်ပြီကိုကအဲ့စာပါဆော့မယ်MMR try နေဆိုရင်ပြမယ်ကျွန်တော်နော်ဘယ်လိုလဲဆိုတော့အခုဆိုရင်ဒီမှာပန်လိုက်ကြည့်လိုက်မယ်ပန်ဘယ်လောက်သွားလဲပန်ဘယ်လောက်သွားလဲဆိုရင်ပြပြီးမနာမှာတွေ့လာပန်ဖေးအခု game ထဲဝင်ပြီဆိုဝင်ချင်းနဲ့တမ်းမစော့နဲ့ဗျာကျွန်တော်ပြမယ်နောက်တစ်ခုဒီလိုကျွန်တော်တို့က VPN လေးကိုပြန်ပိတ်လိုက်မယ်VPN လေးကိုပြန်ပိတ်လိုက်မယ် close agree VPN ပိတ်လိုက်ပြီဆိုရင်ဒီတိုင်းလေးခဏစောင့်ပေးမယ်အဲ့ဒါဆိုရင်ရပြီကျွန်တော်တို့ဗျာအခုကျွန်တော်တို့တခြားစာပါရောက်ပြီဒါကြတော့ကျွန်တော်တို့စာပါပြောင်းသွားပြီစာပါပြောင်းသွားပြီဆိုတာဘယ်လိုသိရမှာလဲဆိုရင်ကျွန်တော်တို့ပြပါမယ်ဘယ်လိုသိမှလဲဆိုရင်ဒီမှာဒါ sign clock event ကရှိနေမှာ
ဆိုရင်ကျွန်တော်တို့ VPN တစ်ခါပဲချိန်ပြီးတော့ဝင်ရပါမယ်ဗျာအဲ့တော့ VPN ချိန်ပြီးတော့မဆော့ရဘူးအခုကျွန်တော်တို့ VPN လက်ဒီမှာမချိန်ထားတာမရှိဘူးဆိုတော့ကျွန်တော်ပြမယ်နော်အာသာစာပါရောက်ပြီဆိုရင်ဘယ်ကဘလောက်ထိသွားမှလဲဆိုရင်ကြည့်ရအောင်ဗျာပြန်ရကြတော့ဟာ446 MST ကတော့ဒီမှာတော့ဒီတိုင်းပြတယ်ဒါပေမဲ့ကိုအမှန်တကယ်ပွဲတဲ့ရောက်ရင်တော့အနည်းဆုံး80 80 80ပေါ့အဲ့လိုပေါ့အထက်တော့မကြောက်ဘူးတစ်ခါတလေပဲကြာတယ်အဲ့ဒါကြာရင်တော့ဒါဆိုတော့ကို Hero MMO try မှာလားဒါမှမဟုတ် run back တင်မှာလားကိုကြိုက်တာကိုလုံးလို့ရပါတယ်ဒါကတော့ကိုကျွန်တော် emo နဲ့4-5ပွဲပဲဆော့ရသေးပါတယ် power 1688ရှုံးမရှိပေါ့ဗျာကို run တင်ရင်လားဒါမှမဟုတ် MMO run တင်မှာလားဆိုရင်အဲ့လိုလုံးကြည့်ဗျာကဲဆိုတော့ VPN နဲ့ဘယ်လိုဆော့ရမှလဲချိန်ပြီးတော့ဘယ် server ဆော့ရမှလဲဆိုရင်ကျွန်တော်အားလုံးအသေးစိတ်ရှင်းပြပေးပြီးပါပြီဆိုတော့အဲ့တိုင်းဆော့ကြည့်ပါအကယ်လို့အဆင်မပြေခဲ့ရင်ကျွန်တော်ကိုလာပြီးတော့ comment မှာပြန်မှန်းပြီးပါကျွန်တော်တခြားဟာရှာပေးပါမယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်နောက်ရက်ကျရင်အဆင်မပြေရင်ကျွန်တော်နောက်ထပ် VPN အသက်နောက်ထပ်အလို့ဆော့ရမယ်လွယ်ကူမဲ့ server တွေကိုရှာပြီးတော့ထပ်တင်ပေးပါမယ်ဗျာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ထားရင် subscribe လုပ်ပြီးပို့တောင်းဆိုပါတယ်ဗျာ